ထိုင်းနိုင်ငံတွင်မင်းသမီးနှင့်နာမည်ကြီး influencer တဦးဖြစ်သူနွန်နင်းအား9နှစ်ကျော်ကြာနောက်ယောင်ခံလိုက်ပြီးနေအိမ်ထိကျူးကျော်နှောက်ယှက်နေသည့်ရဲအရာရှိဟောင်းတဦးကိုရဲစခန်းတွင်အမှုဖွင့်တိုင်ကြားထားသည့်ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။ဖြစ်စဉ်အသေးစိတ်အချက်အလက်များမင်းသမီးနှင့် influencer ဖြစ်သူချက်ချာယာဆမ်ရိုအန်ဂရတ်ခေါ်နွန်နင်းသည်2021ခုနှစ်မှစ၍9နှစ်ကျော်ကြာအသက်35နှစ်အရွယ်ရဲအရာရှိဟောင်းတဦး၏လိင်ပိုင်းဆိုင်ရာနှောက်ယှက်မှုနှင့်နောက်ယောင်ခံလိုက်မှုများကိုခန်းစားခဲ့ရခြင်းဖြစ်ပါတယ်။ကျူးလွန်သူသည်ပရိသတ်တဦးအဖြစ်ဟန်ဆောင်ကmessage များပို့ခြင်းခွင့်ပြုချက်မရှိဘဲနေအိမ်သို့အကြိမ်ကြိမ်လာရောက်ခြင်းများပြုလုပ်ခဲ့ပါတယ်။လုံခြုံရေးကိုတိုင်ကြားတော်လဲပို့ဆောင်ရေးသမားအဖြစ်ဟန်ဆောင်ကဝင်ရောက်ခဲ့သလိုသူမပိုင်ဆိုင်သောဒိန်ချင်းဆိုင်အထိပါလိုက်လံနှောက်ယှက်ခဲ့သဖြင့်နေ့စဉ်ဘဝအတွက်အလွန်စိုးရိမ်ကြောက်ရွံ့နေခဲ့ရပါတယ်။ပြီးခဲ့သည့်ဩဂုတ်လ17ရက်နေ့ညပိုင်းတွင်လည်းနေအိမ်သို့ထပ်မံဝင်ရောက်လာသဖြင့် CCTV မှတ်တမ်းများဖြင့်ပွမ်ကွမ်ရဲစခန်းတွင်အမှုဖွင့်ခဲ့ပါတယ်။ယခင်ကလည်း3ကြိမ်တိုင်ကြားခဲ့ပြီးယခုအခါ Goodies Foundation မှရှေ့နေများနဲ့အတူအပြည့်အဝတရားစွဲဆိုရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။တန်တရားရှိသူမှာရဲအရာရှိဟောင်းတဦးဖြစ်ကြောင်းဖော်ထုတ်နိုင်ခဲ့ပြီးလက်ရှိတွင်ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ပါတယ်။ဘွမ်ကွမ်ရဲစခန်းမှတပ်တွေအထောက်အထားများစုဆောင်းကာဥပဒေအရပြင်းထန်စွာအရေးယူနိုင်ရန်ဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်။ထိုင်းနိုင်ငံမှာလာရောက်အလုပ်လုပ်ကိုင်နေကြတဲ့မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် Migrants Care အသိပေးကြံပြုချက်ဒီသတင်းကိုလေ့လာကြည့်ရင်လူမှုကွန်ရက်ပေါ်ကနေတဆင့်နောက်ယောင်ခံလိုက်တာနဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်ကိုထိပါနှောက်ယှက်တာတွေဟာနေ့စဉ်ဘဝကိုထိတ်လန့်ကြောက်ရွံ့စေပြီးစိတ်ပိုင်းဆိုင်ရာကိုပါပြင်းထန်စွာထိခိုက်စေနိုင်တယ်ဆိုတာကိုတွေ့မြင်ရမှာပါ။ထိုင်းနိုင်ငံမှာလာရောက်အလုပ်လုပ်ကိုင်နေကြတဲ့မြန်မာရွှေ့ပြောင်းလုပ်သားညီကိုမောင်နှမတွေအနေနဲ့အောက်ပါအချက်များကိုအလေးထားဂရုပြုနိုင်ရန်တိုက်တွန်းလိုပါတယ်။ကိုရေးကိုယ်တာအချက်လက်များကိုဂရုပြုပါလူမှုကွန်ရက် Facebook တွင်မိမိနေထိုင်ရာလိပ်စာအလုပ်လုပ်ရာနေရာနဲ့အချိန်စရာများကိုအတိအကျတင်ခြင်းနေရာချက်ကင်ဝင်ခြင်းများကိုဆင်ခြင်ပါအနောက်အရှက်ဘေးခံရပါကလေးလူမရှိပါနဲ့တစုံတဦးကမိမိအားမလိုလားအပ်ပဲနောက်ယောင်ခံလိုက်ခြင်းအိမ်အထိလိုက်လာခြင်းမဖွယ်မရာ message များပို့ခြင်းများပြုလုပ်လာပါကပေါ့ပေါ့ဆဆမထားပါနဲ့ CCTV မှတ်တမ်းများ message များကိုတက်တည်အဖြစ်သိမ်းဆည်းထားပါအကူအညီတောင်းခံပါမိမိ၏လုံခြုံရေးချင်းချောက်ခံရသည်ဟုခံစားရပါကအလုပ်ရှင်မိသားစုသို့မဟုတ်တငယ်ချင်းများထံချက်ချင်းအသိပေးထားပြီးလိုအပ်ပါကသက်ဆိုင်ရာရဲစခန်းသို့တွားရောက်တိုင်ကြားရန်အသိပေးအကြံပြုအပ်ပါတယ်။ဘေးအန္တရာယ်ပေါင်းမှကင်းဝေးပြီးဘေးကင်းလုံခြုံကြပါစေလို့ Migrants Care မှစုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။ထိုင်းရောက်ရွှေ့ပြောင်းမြန်မာနိုင်ငံသားတွေရဲ့အရေးကိစ္စတိုင်းအတွက် Migrants Care